ထောက်ကလေးတွေကတစ်ဆက်လာဟုတ်ကဲ့မေးထားတဲ့ညီမလေးရှင်သန်တတိချာလေးရှင်းပြပေးပါမယ်နော်ညီမလေးမေးထားတဲ့ဒီပြဖြူကအသုံးမျိုးလေးက3မျိုးတစ်ဆက်ဖြစ်ပါရဲ့နော်ဒီ3မျိုးထဲမှာရေတက်ဖြူ moisturizer လေးပါမယ်မျက်နှာသားရည်ကိုအရွယ်တင်နှိပ်ပြစေနိုင်တဲ့ whitening cream new skin လေးပါမယ်နေလောင်တန်းကိုကာကွယ်ပြီးတော့မျက်နှာသားရည်ကိုဖြူစေနိုင်တဲ့ new skin mineral sunscreen ပါမယ်ဒီ3မျိုးလေးက3မျိုးတစ်ဆက်ဖြစ်ပါရဲ့နော်3မျိုးတစ်ဆက်လုံးပေါ်မှာမြန်မာငွေ16500ပဲဖြစ်ပါတယ်ရှင်တကယ်တမ်းကျတော့လေ new skin care set မှာမျက်နှာအသားရည်အတွက်ဆိုလို့ရှိရင်5မျိုးတစ်ဆက်လာတယ်ဘာတွေပါမလဲဆိုတဲ့အခါကျတော့ Fisher Farm မျက်နှာသစ်ဆေးပါမယ်တိုနာကြီးချွတ်တန့်စင်ပေးတဲ့တိုနာကြီးပါမယ်ပြီးမှသာလင်းဒီ3မျိုးလေးလာမယ်ပေါ့နော်ဒီလို5မျိုးတစ်ဆက်လာပါမယ်နော်ဒီဟာလေးကကျတော့ mini set အသေးတွဲပြောမှာပေါ့တိုနာလည်းအသေးတွဲဒါတွေအကုန်လုံးကအသေးတွဲလေးဒီအသေးတွဲလေး5မျိုးတစ်ဆက်ကိုမှမြန်မာငွေ9500ပဲကြာပါမယ်ဒါကတော့အသေးတွဲလေးပဲပေါ့နော်ကိုယ်တိုင်ကိုယ့်ရဲ့မျက်နှာအသားရည်ကနော်ကိုနဲ့ light ဖက်မှုရှိမရှိတင့်တော်မှုရှိမရှိစမ်းသုံးခြင်းနဲ့ဆိုရင်ဒီ5မျိုးတစ်ဆက်အသေးတွဲလေးကိုသုံးကြည့်လို့ရပါတယ်မြန်မာငွေ9500ပါနောက်ပြီးတော့အကြီးတွဲလေးလိုချင်တယ်ဆိုလို့ရှိရင်လည်းရတယ်နော်အကြီးတွဲလေးမှာပါပြီးပါမလဲဆိုတဲ့ခါကျတော့ခုနလိုပဲ Fisher Farm ပါမယ်တိုနာ 150ml တိုနာဘူးကြီးပါမယ်ရေတက်ဖြူ moisturizer sleeping cream ဘူးကြီးပါမယ်အရွယ်တင်နှုတ်ပြစင်တဲ့ whitening cream ဘူးကြီး snail wish လေးပါမယ်ဒီနေ့ MS ပြောက်စီတဲ့mineral sun cream ဘူးကြီးပါမယ်ဒါကတော့ဘူးကြီးအတွဲ5မျိုးတစ်ဆက်ပေါ့နော်ဒီ5မျိုးတစ်ဆက်လုံးကိုမြန်မာငွေ2,000,000ကျပ်ဖြစ်ပြီးတော့4လအကြိုက်သုံးလို့ရပါတယ်နော်ကဲကိုကအကြီးတွဲလို့ရှင်သလားအသေးတွဲလို့ရှင်သလားဆိုတော့ရွေးချယ်ပြီးတော့မှားရီသုံးပြလို့ရပါတယ်ဒါပေမဲ့လို့မမကြီး3မျိုးတစ်ဆက်ဒီပဲသုံးချင်တယ်ဆိုလို့ရှိရင်လေနော်ဒီလို3မျိုးတွဲလေးတွေလည်းသုံးလို့ရပါတယ်နော်ဒီ3မျိုးတွဲလေးလည်းသုံးလို့ရပါတယ်တစ်နှစ်တာအတွက်ကိုယုံကြည်မှုရှိတဲ့အလှတရားလေးကိုလိုချင်တဲ့ဘတ်ဂျက်လေးချွတ်တာချင်တယ်ဆိုရင်ဒီလို3မျိုးတွဲလေးသုံးလို့ရပါတယ်အကြီးတွဲအသေးတွဲ2မျိုးရှိတယ်ဒီအသေးတွဲကကျတော့မြန်မာငွေ16500ဒီအကြီးတွဲ4လ3လေးကကျတော့1,500,2,000ဖြစ်ပါတယ်မြစ်သက်ရာကိုအဆင်ပြေရာကိုရွေးချယ်မှာယူလို့ရပါတယ်နော်